တီချင်းဟာအပြစ်မဟုတ်ပါမတိတာကိုတိတယ်လို့ဟန်ဆောင်တာကမှဘေးဒုက္ခပါကျွန်တော်တို့လူပန်ဝင်ခြင်းမှာမတိဘူးလို့ပြောဖို့ဝင်လိတတ်ကြပါတယ်အားလုံးကိုတိညွတ်လူအဖြစ်ဟန်ဆောင်ကြတာဟာလူတဘောဝါပါဒါပေမဲ့ဒါဟာတုတ်တက်မှုအတွက်အကြီးမားဆုံးအတားအဆီးတစ်ခုဖြစ်နေတတ်ပါတယ်ဒီပြည့်နေတဲ့ခွက်တစ်ခွက်တွေကိုရေလောင်းလို့မရပါဘူးမတိချင်းကိုလက်ခံတဲ့သူကဗလာခွက်နဲ့တူပါတယ်အတိတ်တော်ဘ ഹു တုဒတွေအတွေးခေါ်တွေကိုထပ်ပြည့်လို့ရပါတယ်ဒါပေမဲ့ငါအကုန်တိတယ်လို့ထင်နေတဲ့သူကတော့ရေချမ်းနေတဲ့ခွက်တစ်ခုလိုပါပဲဘလောက်အကောင်းတဲ့အကြံဉာဏ်ပဲပြီးလက်ခံနိုင်စွာမရှိတော့ပါဘူးမတိချင်းကိုဝန်ခံခြင်းဟာတစ်အုံနောက်ကိုအတိပညာတွေလက်ခံဖို့တကားဖွင့်ပေးလိုက်တာနဲ့တူတူပါပဲနံပါတ်2မတိတာကိုတီးခြင်းကဘာကျော်ဂရီပညာရှိဆိုဂရီကကျွန်တော်တို့တိတာဆိုလို့တခုပဲရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ဘာမှမတိဘူးဆိုတာပဲဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်ဒါနှိမ့်ချတာမဟုတ်ပါဘူးလောကကြီးမှာတိစရာတွေဘလောက်များတယ်ဆိုတာကိုနားလည်သွားတဲ့ပညာရှိတယောက်ရဲ့အမြင်ပဲဖြစ်ပါတယ်မတိဘူးဆိုတာကိုတိတဲ့သူကတော့လေးလာတူယူပြီးတိုးတက်လာပါမယ်မတိတာကိုတိတယ်လို့ထင်တဲ့သူကတော့အမားတွေစတိုက်လုပ်ပြီးဘဝမှာဆုံးရှုံးမှုတွေကြုံရပါလိမ့်မယ်တုံမတိချင်းကနေမေးခွန်းတွေထွက်လာတယ်ကလေးငယ်တွေကိုကြည့်ပါသူတို့ကဘာမှမတိတဲ့အတွက်ဒါကပါလဲဟိုကဘာလို့လဲဟိုကဘာဖြစ်လဲဆိုပြီးတော့မေးခွန်းတွေအမြဲမေးပါတယ်အဲ့ဒီမေးခွန်းတွေကတဆင့်သူတို့ဟာလူကြီးတွေထက်ပုံမြဲတဲ့နှုတ်နဲ့တည်ယူနိုင်ကြတာပါပဲကျွန်တော်တို့လူကြီးတွေကတော့ငါမတိတာကိုသူများတီးသွားရင်အထင်ကြီးခံရမလားဆိုတဲ့ကြောက်စိတ်ကြောင့်မေးခွန်းမမေးရတော့ပဲမတိချင်းတော်ထဲမှာပဲပိတ်မိနေတတ်ကြပါတယ်ညီကုန်းချုပ်တင်ကန်းစာမတိချင်းဟာမှောင်မဲနေတဲ့အခန်းတစ်ခုလိုပါပဲတင်ကအတိခန်းထဲမှာရှိနေတယ်ဆိုတာကိုဝန်ခံလိုက်မှသာအလင်းရောင်အတိပညာကိုဘယ်လိုခြာရမလဲဆိုတာကိုတင်စဉ်းစားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်တစ်ခုခုမတိတဲ့အခါဝန်ခံမှာမတိတာကိုမတိဘူးလို့ရိုးရိုးသားသားပြောလိုက်ပါမေးမြန်းမှာတိတဲ့သူကိုမေးဖို့ဒါမှမဟုတ်ရှာဖွေဖို့ဝင်မလေးပါနဲ့လင်ယူပါမတိချင်းကိုတီချင်းအဖြစ်ပြောင်းလဲလိုက်တိုင်းတင်ဟာအရင်ကထပ်ပို့ပြီးတော့မြင်မာတဲ့အဆင့်ကိုရောက်သွားမှာဖြစ်ပါတယ်မှတ်ထားပါမတိချင်းဟာအမောင်တူမဟုတ်ပါဘူးအလင်းရောင်ကိုချပွေဖို့လိုအပ်နေတဲ့အစာပြုတ်မှုတာဖြစ်ပါတယ်